အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YS Sport Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပေါ့နော်ဗီဒီယိုလေးတင်တာနဲ့နောက်ကျနေရပါတော့ဘာလို့နောက်ကျလဲဆိုတော့ဒီနေ့အလုပ်ကမအားဘူးအလုပ်သွားရတယ်ပေါ့နော်အလုပ်ကပြန်လာတော့လေထမင်းချက်ရေချိုးဘာညာလောက်တာနေပေါ့နော်နည်းနည်းနောက်ကျနေရပါတော့ဒီဘလုံးပွဲတွေရှိလို့ရှိရင်ကျွန်တော်အတက်နိုင်ဆုံးဗီဒီယိုလေးလုံးပြန်ဗီဒီယိုလေးတင်ပေးမယ်ပေါ့နော်မနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်နှစ်ပွဲပေါ့နော်ဗီဒီယိုတော့မတင်ဖြစ်ဘူးဒါပေမဲ့လို့မို့ဒီ post တင်လိုက်တယ်ပေါ့နော်နှစ်ပွဲအပေါင်းပြတယ်ပေါ့နော်နှစ်ပွဲတင်တာနှစ်ပွဲလုံးအပေါင်းပြပါတယ်မနေ့ကကျွန်တော်နည်းနည်းအမြဲရလိုက်တယ်ပေါ့နော်ဒီကနေ့ကျွန်တော်စနေနေ့ဖြစ်တဲ့ကြောင့်မလို့မို့ညီကိုတို့လည်းအမြဲရသိတဲ့အတွက်ကျွန်တော်ဗီဒီယိုလေးမအားတဲ့ချားနေပြီးတော့လုပ်ပြရပါတော့ဒါကြောင့်မလို့ညီကိုတို့ကလည်းကျွန်တော်ကို like and subscribe လေးလုပ်ပေးပြီးတော့အားပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်မေတ္တာရက်ခဏပါခင်ဗျာကျွန်တော်မအားတဲ့ချားနေရနေပြီးတော့အတင်းလေးတွေရွေးချယ်ပေးတဲ့ညီကိုတို့ပေါက်ပါစီဆိုတဲ့စိတ်နဲ့ကျွန်တော်အတင်းလေးတွေရွေးချယ်ပေးပြီးတော့ဗီဒီယိုလေးတင်ပေးဖြစ်တယ်ပေါ့နော်ဘောလုံးပွဲရှိလို့ရှိတိုင်းဘောလုံးပွဲရှိလို့ရှင်လည်းကျွန်တော်အဆက်မပြည့်ပေါ့နော်ဒီကျွန်တော်ဘက်ကမပြည့်အောင်လို့ကျွန်တော်တင်ပေးပါမယ်ပေါ့နော်ကဲစလိုက်ရအောင်ခင်ဗျာနေ့စနေနေ့ဆိုတော့နောက်ကျနေရပေါ့နော်တပွဲဖူန်နဲ့အေဗီလာပွဲစတော့စားတော့မှာပေါ့နော်ဒါပေမဲ့ကျွန်တော်သုံးသက်ပေးလိုက်ပါမှာပေါ့နော်ဖူန်နဲ့အေဗီလာပွဲရဆိုလို့ရှိရင်မြန်မာစံတော်ချိန်ညနေ6:00 နာရီမှာကစားမှာဖြစ်ပါတယ်အေဗီလာကနေပြီးတော့သူတို့ဒီကြီးစပေါက်ခြင်းနှုန်းကပေါ့နော်စပေါက်တာက level 10ဆိုပြီးတော့ကြီးစပေါက်တယ်ဂိုးပေါင်းကကျတော့360အနိုင်ဆိုပြီးတော့ကျွန်တော်ဒီကြီးစပေါက်တယ်ပေါ့နော်ဒါပေမဲ့လို့အခုညနေပေါ့နော်ကြီးပြောင်းတဲ့ခါကျတော့ level 20ဆိုပြီးတော့ကြီးတက်လာတယ်ပြီးကြတော့ဂိုးပေါင်းကကျတော့350အနိုင်ဆိုပြီးတော့ကြီးကပြောင်းသွားရပေါ့နော်အရင်တော့360အနိုင်အခု350အနိုင်10ရော့လာပေါ့နော်ဒီနှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီနှစ်ပွဲကိုကျွန်တော်သုံးသက်ရမယ်ဆိုလို့ရှိရင်ဖူအာဆိုလို့ရှိရင်နောက်ဆုံး5ပွဲမှာတပွဲနိုင်ထားတယ်နှစ်ပွဲရှုံးပြီးတော့နှစ်ပွဲတည်ကြထားတယ်အရင်ဘက်ကဒီ Brentford ကိုစီးဆိုတဲ့တည်ရလဲရထားတယ်ပေါ့နော်အဝေးကွင်းမှာပေါ့နော် Aston Villa ကတော့နောက်ဆုံး5ပွဲကစားရမှာ3ပွဲနိုင်ထားပြီးတော့တပွဲတည်တပွဲရှုံးထားတယ်ပေါ့နော်သူတို့ရှုံးတာကဒီယူရိုပါလိကန်တော့ယူရိုပါလိကန်တော့မို့သူတို့ရှုံးတာကဗါလဲဒီခြေတန်းပွဲကန်တာဟုတ်တယ်ခြေတန်းပွဲကန်ထားတာသူတို့ရှုံးတာနောက်ဆုံး5ပွဲကစားရမှာအဲ့ဟာကိုပယ်လိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံး5ပွဲကစားရမှာဒီ4ပွဲနိုင်ထားတဲ့တပွဲတည်ကြထားရပေါ့နော်ရှုံးပွဲမရှိသေးဘူးAston Villa ဆိုလို့ရှိရင် Aston Villa ရဲ့အဝေးကွင်းခြေတွေကိုကြည့်မယ်ဆိုလို့ရှိရင် Aston Villa ဟာစုစုပေါင်းအဝေးကွင်း16ပွဲကစားရမှာ6ပွဲနိုင်ထားပြီးတော့5ပွဲတည်ကြထားတယ်5ပွဲရှုံးထားတယ်ဂိုး20သွင်းယူထားပြီးတော့23ဂိုးသွင်း23ဂိုးပြန်ပေးရတယ်ပေါ့နော်ဖူဟန်ရဲ့အိမ်ဝင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဖူဟန်ကဒီအိမ်ဝင်းပေါ့နော်စုစုပေါင်း16ပွဲကစားရမှာ9ပွဲနိုင်ထားပြီးတော့2ပွဲတည်ကြထားတယ်5ပွဲရှုံးထားတယ်အိမ်ဝင်းမှာ29ဂိုးသွင်းယူနိုင်ထားပြီးတော့19ဂိုးပြန်ပေးထားရတဲ့အသင်းတစ်သင်းလည်းဖြစ်တယ်ဒီနှစ်သင်းရဲ့ပေါ့နော်ဒီလက်ရှိချီရဆိုလို့ရှိရင်ဖူဟန်ကလည်းအကြဘက်ကိုသွားနေရပေါ့နော်အက်စတွန်ဗီလာကတော့လုံးဝရတန်မိနေတယ်သူတို့ target ထားတာကလည်းဒီချန်ပီယံလေးဝင်ခွင့်ရဖို့နဲ့သူတို့ယူရိုပါလိဖလားကိုသူတို့ target ထားနေဝင်ရတယ်မြတ်ဒီဖူဟန်ကပေါ့နော်လက်ရှိပေါ့နော်အဆင့်7နေရာမှာရှက်တည်နေတယ်စုစုပေါင်း33ပွဲကစားရမှာ45မှတ်ထိရရှိထားတယ်အက်စတွန်ဗီလာပေါ့နော်အက်စတွန်ဗီလာကစုစုပေါင်း33ပွဲကစားရမှာ58မှတ်နဲ့အဆင့်4နေရာကိုရှက်တည်နေရပေါ့နော်တကယ်လို့ပေါ့နော်ဒီသူတို့ပေါ့နော်တကယ်လို့ဒီမှာလီဗာပူးကဒီညနိုင်ခဲ့မယ်ဆိုလို့ရှိရင်သူတို့58မှတ်နဲ့သူတို့နဲ့အမှတ်တူဆိုပြီးတော့သူတို့အဆင့်5ရောက်သွားမယ်ပေါ့နော်ဒါကြောင့်မလို့ဒီညကျွန်တော် Aston Villa ကိုယူပေးလိုက်ပါတယ် Aston Villa နိုင်မယ်လို့လည်းထင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီထိတဲ့တွေ့ဆုံမှာဆိုလို့ရှိရင် Aston Villa ကပေါ့နော်ဒီ Unai Emery လက်ထက်မှာလုံးဝ Fulham ကိုမရှုံးဘူးသေးဘူးဒါကြောင့်မလို့ကျွန်တော်တို့တကိုးကတ်အတာနေမယ်ဖြစ်ဖြစ်နှစ်ကိုးကတ်ဖြစ်ပေါ့နော်နိုင်မယ်လို့ယုံကြည်တယ်ကျွန်တော်ဒီည Aston Villa ကိုယုံကြည်တယ် level ကျရင်တောင်းမှဗျာ level 20ရှုံးဆိုတော့မဆိုးသေးဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီည Aston Villa ကိုရွေးချယ်လိုက်တယ်ဖူဟန်ကလည်းအကြပဲရောက်နေတာဆိုတော့ဗောနော်ကဲနောက်တစ်သင်းကိုသွားမယ်ဆိုလို့ရှိရင်ဖြင့်မြန်မာစံတော်ချိန်ပေါ့နော်ည7:00 နာရီပွဲမှာကစားမယ်လီဗာပူးနဲ့ပဲလူတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်လီဗာပူးတင်းကနေပြီးတော့ကြေးပေါက်တယ်သူတို့ကြေးစားတာချင်းပေါက်တုံးကပေါ့နော်1.30ဆိုပြီးတော့ကြေးပေါက်တယ်ဂိုးပေါင်းကတော့3လုံးတည်ဆိုပြီးတော့ကြေးပေါက်ထားတာတွေ့ရတယ်အခုညနေကြေးပြောင်းတဲ့ခါကျတော့1.40ကြေးတက်လာတယ်ပေါ့နော်ဂိုးပေါင်းကတော့3လုံးတည်အတူတူပဲဒီညပေါ့နော်ဒီပါဦးကဆိုလို့ရှိရင်အိမ်ဝင်းကစားမှာဖြစ်တယ်ဒီညသူတို့စုစုပေါင်းကစားခဲ့တယ်နောက်ဆုံး5ပွဲမှာ2ပွဲနိုင်ထားတယ်3ပွဲရှုံးထားတယ်ပေါ့နော်3ပွဲနိုင်သူတို့နိုင်တဲ့အသင်းကတော့ဒီ Premier League မှာ
ဖူဟန်ကို2စီးနဲ့အိမ်ခွင်းမှာနိုင်ပြီးတော့အရင်ဘက်ကသူတို့ရဲ့မြို့ကန်ပြိုင်ပွဲဖြစ်တဲ့အဲဗာတန်ကိုအဝေးကွင်းမှာ1-2ဗန်တိုက်ရဲ့နောက်ဆုံး9နဲ့ပေါ့နော်နောက်ကျ9နဲ့နိုင်သွားတယ်ပေါ့နော်ဒီခရစ်စကယ်ပဲလီအသင်းကတော့နောက်ဆုံး9ပွဲကစားမှာ3ပွဲနိုင်ထားတယ်တပွဲရှုံးတပွဲတေးကြထားတယ်ပေါ့နော်ဝက်ဆန်ကိုအိမ်ကွင်းမှာစီးကိုမရှိတေးကြထားတယ်ဒီလီဗာပူးတင်းရဲ့နောက်ဆုံးကန်ဒီလီဗာပူးတင်းရဲ့ပေါ့နော် sorry လီဗာပူးတင်းရဲ့အိမ်ဝင်းချင်လို့ကြည့်မှလို့ရှိရင်လီဗာပူးကစုပေါင်း16ပွဲကစားမှာ9ပွဲနိုင်ထားတယ်4ပွဲတေးကြပြီးတော့3ပွဲပဲရှုံးထားတယ်စုစုပေါင်း29ကိုသွင်းယူနိုင်ခဲ့ပြီးတော့19ကိုပေးထားရတယ်အိမ်ကွင်းမှာခရစ်စကယ်ပဲလီအသင်းရဲ့အဝေးကွင်းချင်တွေကိုကြည့်မှဆိုလို့ရှိရင်ခရစ်စကယ်ပဲလီအသင်းဟာစုစုပေါင်းအဝေးကွင်းမှာ15ပွဲကစားရမှာ9ပွဲနိုင်ပြီးတော့2ပွဲတေး6ပွဲရှုံးထားတယ်19ကိုသွင်းယူထားပြီးတော့18ကိုတိအောင်ပြန်ပေးထားတဲ့အသင်းဖြစ်တယ်ပေါ့နော်သူတို့နဲ့တင်းထိတဲ့တွေ့ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးကပေါ့နော်သူတို့အိမ်ကွင်းမှာ EFN ကမှာဆိုလို့ရှိရင်လီဗာပူးက EFN ကမှာဆိုလို့ရှိရင်အိမ်ကွင်းမှာဇီ3နဲ့ခရစ်စကယ်ပဲလေးကိုတစ်ခါရှုံးမှုထားတယ်ပြီးကြတော့1-1 Z1 ဆိုတဲ့ရာလက်တွေပေါ့နော်ဂိုးပြတ်သားတာတွေတိတ်မတွေ့ရဘူးဒီဘာဦးတင်ရဆိုလို့ရှိရင်ဒီဘာဦးတင်ကဒီညပေါ့နော်ဒီအဆင့်9နေရာမှာရက်တည်နေတယ်တကယ်လို့နိုင်မယ်ဆိုလို့ရှိရင်58မှတ်နဲ့ Aston Villa အဆင့်4နေရာပေါ့နော်အဆင့်4နေရာကိုတက်ရမှာဖြစ်တယ်တကယ်လို့နိုင်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ခရစ်စကယ်ပဲလေးအသင်းကတော့တကယ်လို့နိုင်ခဲ့မယ်ဆိုလို့ရှိရင်46မှတ်နဲ့အဆင့်17နေရာကိုရောက်ရှိမှာဖြစ်တယ်ခရစ်စကယ်ပဲလေးရဲ့ပေါ့နော်ဒီနောက်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ conference league မှာရှက်တာဒိုးနန်နဲ့အဝေးကွင်းမှာသွားခင်ရမယ်ပေါ့နော်ဒါကြောင့်မလို့လူချန်ကောင်းချန်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီညလီဗာပူးကိုပဲရွေးချယ်ပေးလိုက်ပါတယ်လီဗာပူးဒီညအိမ်ဝင်းဆိုတော့အနိုင်ခင်ရမှာပေါ့နော်โอเคနောက်သင်းကတော့ဝက်ဆန်အသင်းနဲ့အဲဗာတန်အသင်းကိုသုံးသပ်ပေးမှာဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည7:00နာရီပွဲမှာကစားမယ်ဝက်ဆန်ကဆိုလို့ရှိရင်သူတို့ကြေးစားပေါတော့က level 30ရှုံးကြေးပေါပြီးတော့ဒီအခုပေါ့နော်ညနေကြေးပေါတဲ့အခါမှာဆိုလို့ရှိရင် level 40ရှုံးဖြစ်လာတယ်ပေါ့နော်ကြေးနေနဲ့တက်လာတယ်ပြီးကြတော့ဂိုးပေါင်းကဆိုလို့ရှိရင်3လုံး90အနိုင်ပေါ့နော်စသချင်းကြေးတီတော့က3လုံး90အနိုင်ဆိုပြီးတော့ကြေးတီထားတယ်အခုလဲ3လုံး90အနိုင်မှာပဲပေါ့နော်ကြေးဂိုးပေါင်းကြေးအောင်မပြောင်းဘူးပေါ့နော်မပြောင်းလဲဘူးဝက်ဆန်ကဆိုလို့ရှိရင်ဒီနောက်ဆုံးကစားခဲ့တဲ့ပေါ့နော်နောက်ဆုံးကစားခဲ့တဲ့စုစုပေါင်း9ပွဲမှာဆိုလို့ရှိရင်တပွဲရှုံးထားတယ်4ပွဲတည်တပွဲနိုင်ထားတယ်ပေါ့နော်သူတို့ခရစ်စကယ်ပဲလီအသင်းကိုအဝေးကွင်းမှာဇီစီဆိုတဲ့တည်ရလက်ကိုရရှိထားတယ်ပေါ့နော်အရှင်ဘက်ကအဲဗာတန်တရားဆိုလို့ရှိရင်ဒီနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်2ပွဲနိုင်ထားတယ်2ပွဲနိုင်2ပွဲရှုံးပြီးတော့တပွဲတည်ကြထားတယ်ပေါ့နော်အရှင်ဘက်ကသူတို့လီဗာပူးကို1-2ဆိုပြီးတော့ရှုံးထားတယ်ပေါ့နော်အိမ်ကွင်းမှာပေါ့နော်သူတို့တဲ့ထိတဲ့တွေ့ဆုံမှုကြည့်မယ်ဆိုလို့ရှိရင်ဝက်ဆန်အသင်းဟာဆိုလို့ရှိရင်ဒီအဲဗာတန်အသင်းကိုပေါ့နော်အိမ်ကွင်းမှာ4ချိန်ထိအောင်နိုင်ထားတယ်ကြတော့6ချိန်တည်ကြထားတယ်ပေါ့နော်အဲဗာတန်အသင်းကလည်းဒီဝက်ဆန်ကိုအဝေးကွင်းလာကစားမှာ6ချိန်ထိအောင်အနိုင်ယူထားနိုင်တယ်ပေါ့နော်ဝက်ဆန်အသင်းရဲ့ဒီရာဒီအိမ်ကွင်းအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်စုစုပေါင်း16ပွဲကစားမှာ4ပွဲနိုင်ထားပြီးတော့4ပွဲတည်ကြထားတယ်10ပွဲရှုံးနေထားတဲ့အသင်းဖြစ်တယ်စုပေါင်း22ကိုအိမ်ကွင်းတည်ယူနိုင်ခဲ့ပြီးတော့28ကိုပြန်ပေးထားရတယ်ပေါ့နော်အဲဗာတန်တင်းရဲ့နောက်ဆုံးကန်ခဲ့တဲ့ပေါ့နော်ဝေးကွင်းချင်တွေကိုကြည့်မှဆိုလို့ရှိရင်အဲဗာတန်တင်းဟာစုပေါင်းအဝေးကွင်း16ပွဲကစားမှာ9ပွဲနိုင်ခဲ့ပြီးတော့4ပွဲတည်5ပွဲရှုံးထားတယ်5ပွဲပဲရှုံးထားတယ်နော်စုစုပေါင်း18ကိုတည်ရမှာ18ကိုတည်အောင်ပြန်ပေးရတယ်ပေါ့နော်ဒီအသင်းနှစ်သင်းကိုခံမရမယ်ဆိုလို့ရှိရင်ဒီဝက်ဆန်ကပေါ့နော်အခုချိန်မှာရေနစ်နေရပေါ့နော်ရေကြီးနေတယ်တကယ်လို့ဒီပွဲကသူတို့ရှုံးခဲ့မယ်ဆိုလို့ရှိရင်ရှုံးခဲ့မယ်ဆိုလို့ရှိရင်သူတို့တန်းစင်းစုံမှာပေါ့နော်တန်းစင်းစုံနဲ့ကျသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဝက်ဆန်ကိုစူးစမ်းအားထုတ်လာနိုင်တယ်အဲဗာတန်အသင်းကလည်းပေါ့နော်ယခုလက်ရှိအဆင့်အခြေအနေမှာဆိုလို့ရှိရင်အဲဗာတန်အသင်းဟာ33ပွဲကစားမှာ48မှတ်ရရှိတာပြီးတော့အဆင့်10မှာဦးဆောင်အဆင့်10မှာရရှိနေရပေါ့နော်အဆင့်10မှာရောက်ရှိနေတယ်အဲ့တော့ဒီညနိုင်မယ်ဆိုလို့ရှိရင်50အမှတ်50နဲ့လုံးဝအပေါ်တက်နိုင်မှာဖြစ်တယ်ပေါ့နော်အပေါ်တက်နိုင်မှာဖြစ်တယ်ဒါကြောင့်ဒီနှစ်သင်းအကျိတ်အနယ်ကစားနိုင်တယ်ပေါ့နော်အကျိတ်နယ်ကစားနိုင်တယ်ဒါပေမဲ့လို့ဝက်ဆန်ကအိမ်ဝေးဖြစ်တဲ့ကြောင့် OB အားသာချက်ရနိုင်တယ်ဒါကြောင့်မလို့ဒီညကျွန်တော်ဝက်ဆန်ကိုရွေးချယ်ပေးလိုက်ပါတယ်ဂိုးပေါင်းကတော့3လုံး90ဆိုတော့3လုံး90အနိုင်ဆိုတော့ကျွန်တော်ဂိုးအပေါ်ပဲရေးပေးလိုက်ပါတယ်ကျွန်တော်ဝက်ဆန်နှစ်တင်းသလုံးပေါ့နော်အပြန်အလှန်ဂိုးသွင်းမယ်ထင်ပြီးတော့ကျွန်တော်ဂိုးအပေါ်ရွေးပေးလိုက်တယ်ပေါ့နော်နောက်တစ်တင်းကတော့တန်းစင်းစုံနဲ့ကြာနေတဲ့နှစ်တင်းပေါ့နော်အဲ့တော့တော်တင်ဟောစပါအသင်းနဲ့ဟူအသင်းတို့ပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည7:00နာရီပွဲမှာပဲကစားမှာဖြစ်တယ်ဒီနေ့တရားဟူအိမ်ကွင်းမှာကစားမှာပေါ့နော်ဟူအိမ်ကွင်းမှာကစားမယ်ဟူကနောက်ဆုံး5ပွဲမှာလုံးဝကိုအချင်းနေဆိုးနေရပေါ့နော်ဟူကနောက်ဆုံး5ပွဲမှာ3ပွဲရှုံးထားပြီးတော့ပွဲတည်တပွဲနိုင်ထားတယ်ပေါ့နော်သူတို့လီဗာပူးကိုဒီ
အိမ်ကွင်းမှာ2-1နဲ့နိုင်ထားတာကိုတွေ့ရတယ်ပေါ့နော်အိမ်ကွင်းမှာ2-1နဲ့နိုင်ထားတာကိုတွေ့ရတယ်ဒီအရင်ဘက်ကပေါ့နော်ဟိုဟာလီကိုအဝေးကွင်းမှာ3-0နဲ့6မရထားဘူးပေါ့နော်3-0နဲ့ရှုံးနေထားတယ်အဲ့အရင်ဘက်ကလည်းဝက်ဆန်ကို4-0နဲ့ရှုံးထားတယ်နှစ်ပွဲဆက်တိုက်6မရရှိထားတယ်ပေါ့နော်ပြီးတော့တော်တင်ဟောစပါတင်းကတော့ဒီအရင်ဘက်ကလုံးဝတိုက်စစ်ဆင်ပြီးဆိုတာပေါ့နော် Friday ကိုပေါ့နော်သူတင်ကိုတင်ဆော့ပြီးတော့တူတီကြထားတယ်ပေါ့နော်တူတီကြထားတယ်ဒီဟူအတင်းရဲ့ပေါ့နော်နောက်ဆုံးကန်ခဲ့တဲ့9ပွဲကိုကြည့်မယ်ဆိုလို့ဒီ sorry ဟူအတင်းရဲ့ဒီနေ့အိမ်ကွင်းအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်စုစုပေါင်း16ပွဲကစားရမှာ3ပွဲနိုင်ထားပြီးတော့3ပွဲတည်ကြထားတယ်10ပွဲတိအောင်ရှုံးထားတယ်စုစုပေါင်း18ကိုသွင်းနိုင်ခဲ့ပြီးတော့30ကိုထိပြန်လဲပေးရရတယ်ပေါ့နော်ဂိုးတွေကိုတော်တင်ဟောစပါတင်းကတော့ဒီနောက်ဆုံးကန်ခဲ့ဒီပေါ့နော်အဝေးကွင်းခြေစမ်းပွဲကြည့်မယ်ဆိုလို့ရှိရင်တော်တင်ဟောစပါတင်းဟာအဝေးကွင်းမှာ16ပွဲကစားရမှာ9ပွဲနိုင်ထားပြီးတော့9ပွဲတည်ကြထားတယ်6ပွဲရှုံးနေထားတယ်22ကိုသွင်းနိုင်ခဲ့ပြီးတော့23ကိုပြန်လဲပေးအပ်ထားရတယ်ပေါ့နော်ဒီနေ့တည့်ထိတိုက်တွေ့ဆုံမှုကြည့်မယ်ဆိုလို့ရှိရင်ဟူးအိမ်ကွင်းမှာဟူးอ่ะပေါ့နော်လုံးဝသူတင်ကိုတင်လို့ပြောလို့ရတယ်ပေါ့နော်စုစုပေါင်းတော်တင်ဟောစပါတင်းကို3ပွဲထိအောင်နိုင်ထားတယ်3ပွဲတည်ကြထားတယ်စပါးလည်းဟူးကိုအဝေးကွင်းမှာလာကစားမှာ4ပွဲပဲနိုင်ထားတယ်ပေါ့နော်ကျွန်တော်ထင်ဒီညာလဲဒီနှစ်သင်းပေါ့နော်စပါးနိုင်မယ်တော့ထင်တယ်ဗျစပါးတကိုးကက်ပဲနိုင်မယ်ထင်တယ်ဒါကြောင့်မလို့တကိုးကက်နိုင်တယ်ပေါ့နော်50ရမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တော်တင်ဟောစပါးကိုရွေးချယ်ပေးလိုက်ပါတယ်ဂိုးပေါင်းကတော့ကျွန်တော်အပေါ်ကိုပဲသွားမယ်ထင်တယ်ဂိုးအပေါ်ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျโอเคနောက်တစ်ပွဲကတော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်အဆင့်2ကိုပြန်ဆင်းပေးရတယ်အာဆင်နယ်နဲ့နျူကာဆယ်တင်တို့ရဲ့ပွဲစဉ်ကိုသုံးသပ်ပေးမှာဖြစ်ပါတယ်ဒီပွဲရဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည7:00နာရီမှာကစားမှာဖြစ်ပါတယ်ပေါ့နော်အာဆင်နယ်တင်းဟာအရင်ဘက်ကပေါ့နော်ဒီမန်ချက်စတာစီးတီးကိုအဝေးဝင်းမှာ2-1နဲ့ရှုံးနေထားတာလည်းဖြစ်တယ်အာဆင်နယ်ဟာအခုဒီပေါ့နော်ဒီနေ့ကြီးစားပေါက်တော့မှာအာဆင်နယ်က1-40ဆိုပြီးတော့ကြီးစားပေါက်ပါတယ်ပြီးတော့ဂိုးပေါင်းကတော့3လုံးတည်ဆိုပြီးတော့ကြီးစားပေါက်တယ်ပေါ့နော်အခုညနေကြီးပြောင်းတဲ့အခါမှာ1-50ဆိုပြီးတော့ကြီးတက်လာတယ်ဂိုးပေါင်းက3 black 10ဆိုပြီးတော့3လုံး10အနိုင်ဆိုပြီးတော့ကြီးတက်လာတယ်ပေါ့နော်အာဆင်နယ်နောက်ဆုံး9ပွဲကြည့်မယ်ဆိုလို့ရှိရင်လုံးဝအားရစရာမရှိဘူးသူတို့လုံးဝပေါ့နော်3ပွဲရှုံးထားပြီးတော့တပွဲတည်တပွဲနိုင်ထားတယ်သူတို့ဟာတွေကသူတို့ပေါ့နော်ဒီနောက်ဆုံး9ပွဲမှာလုံးဝချေမမှန်မှုဖြစ်နေတာပေါ့နော်ချေမမှန်မှုလုံးဝချင်းကိုဘုံမောက်ကိုလည်းရှုံးတယ်ပြီးကြတော့ဒီ FA ကမှာ Southampton ကိုလည်းရှုံးထားတယ်အရင်ဘက်ကမှ City ကိုလည်း2-1နဲ့ရှုံးထားတဲ့ကြောင့်သူတို့အဆင့်2နေရာမှာရက်တည်သွားရပြီပေါ့နော်နောက်တစ်သင်းကနယူကာဆယ်ပေါ့နယူကာဆယ်ကလည်းလုံးဝချေမမှန်ဘူးမြန်နယူကာဆယ်ကလည်းနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာတပွဲပဲနိုင်ထားတယ်4ပွဲထိအောင်ရှုံးထားတယ်အရင်ဘက်ကဘုံမောက်ကိုလည်း1-2နဲ့ရှုံးထားတယ်အဲ့အရင်ဘက်က Crystal Palace လို့လည်း2-1နဲ့ရှုံးထားတယ်ပေါ့နော်ဆန်ဒါလန်ကိုလည်း1-2နဲ့ရှုံးထားတယ်လုံးဝကိုအခြေအနေကောင်းနေတဲ့အသင်းထဲမှာတော့ပါမနေဘူးခင်ဗျအာဆင်နယ်ပေါ့နော်ဒီနယူကာဆယ်ကိုအင်္ဂလိပ်ခံကစားမှာစုပေါင်း14ပွဲထိအောင်နိုင်ထားပြီးတော့တပွဲတည်ကြာထားတယ်ပေါ့နော်ပြီးကြတော့နျူကာဆယ်ကတော့ပေါ့နော်နျူကာဆယ်ကတော့2ပွဲပြန်နိုင်ထားတယ်ပေါ့နော်အာဆင်နယ်ကို2ပွဲပြန်နိုင်ထားတယ်အာဆင်နယ်ကဒီည9ကိုနိုင်မှာဖြစ်တဲ့ကြောင့်မလို့နိုင်ပေါ့သူနိုင်မှာပေါ့နော်သူအဆင့်1ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့သူတို့ပြန်ဒီနျူကာဆယ်ကိုနိုင်မဲ့ရမယ်ပေါ့နော်ဒါပေမဲ့1-50ဆိုတော့ကျွန်တော်ထင်တော့2-1လောက်ပဲထင်တယ်ဗျာကျွန်တော်ထင်တော့2-1လောက်ပဲနိုင်မယ်တကိုးကက်ပဲနိုင်မှာပေါ့နော်ဒါကြောင့်မလို့မို့ကျွန်တော်အာဆင်နယ်နိုင်တာတော့တည်ကြတယ်နိုင်မှာတော့တည်ကြတယ်ဒါပေမဲ့လို့မို့ကျွန်တော်နျူကာဆယ်ကိုရွေးပေးလိုက်မယ်ဘာလို့လဲဆိုတော့အာဆင်နယ်တို့နိုင်တဲ့တကိုးကက်ပဲနိုင်မှာဗျာအားကြောင့်မလို့မို့အခက်မသိရင်တည်ပါကျသွားနိုင်တယ်အားကြောင့်မလို့ကျွန်တော်နျူကာဆယ်ကိုရွေးပေးလိုက်ပါတယ်ဂိုးပေါင်းကတော့ကျွန်တော်ဂိုးအောက်ကိုပဲသွားမယ်ခင်ဗျဘာလို့ဆိုတော့ရှင်3လုံးလောက်ပဲထင်တယ်ဗျ3လုံးထင်တော့ပုံမကြော်ဘူးထင်တယ်3လုံးလောက်ပဲเนาะအားကြောင့်မလို့မို့3လုံးမပြည့်ရင်အပြည့်နိုင်မှာပေါ့ဗျာ3လုံးပြည့်ရင်ကတော့10ပဲရှုံးမှာဆိုတော့ကျွန်တော်ဂိုးအောက်ကိုပဲရွေးပေးလိုက်ပါတယ်ဒီနေ့သိမှာဆိုလို့ရှိရင်ကျွန်တော်နျူကာဆယ်ဂိုးအောက်ကိုရွေးပေးထားတာဖြစ်ပါတယ်ခင်ဗျโอเคနောက်တင်းကတော့ FA ကစားမယ် Manchester City နဲ့ Southampton တို့ရဲ့ပွဲစဉ်ကိုသုံးသပ်ပေးမှာဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင် Man City ကနေပြီးတော့ဗောနော်သူတို့ကြီးဆဆတဲတုံးကဆိုလို့ရှိရင်2 black 10ဆိုပြီးတော့ကြီးတည်ထားတယ်ဗောနော်ဒီဆဆကြီးတဲတုံးကဂိုးပေါင်းကဆိုလို့ရှိရင်3-80အရှုံးဆိုပြီးတော့တည်ထားတာတွေ့ရတယ်ဒီညနေကြေးပြောင်းတဲ့ခါဆိုလို့ရှိရင်2 black 20လေးတက်လာတယ်ဗောနော်ပြီးကြတော့ဂိုးပေါင်းကဆိုလို့ရှိရင်3လုံး100ဆိုပြီးတော့တက်လာတယ်ဗောနော်3လုံးအရှုံး100ဆိုပြီးတော့တက်လာတယ်ဗောနော်ကြေးပြောင်းလာတယ်ဗောနော်Man City ရဆိုလို့ရှိရင်ဒီညဗောနော်
သူတို့ဂွာဒီယိုလာကတော့သူတို့ပြည်တွင်းဖလားသုံးလုံးကိုရယူနိုင်မယ်လို့သူတို့အသင်းသားတွေကိုသူတို့ပြောထားတယ်ပေါ့နော်ရယူခြင်းတယ်လို့ပြောထားတယ်မန်စီးတီးကနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ9ပွဲလုံးအနိုင်ရပြီးတော့ဒီဘန်လီကိုလည်းပေါ့နော် Z1 နဲ့နိုင်ခဲ့တယ်ပေါ့နော်အရင်ဒီဂျာပွဲမှာပေါ့နော်ဘန်လီကိုသူတို့ Z1 နဲ့နိုင်ထားတယ်အဲ့ပွဲမှာသူတို့မန်စီးတီးကြေးမအောင်ဘူးပြီးကြတော့ဒီအာဆင်နယ်ကိုအရင်ဘက်က2-1နဲ့နိုင်ခဲ့တယ်အဲ့ပွဲမှာကြေးအပြည့်မအောင်ထားဘူးပေါ့နော်ပြီးကြတော့ဒီဆောက်တတန်ကပေါ့နော် ground ဆုံးကန်ခဲ့တဲ့သူတို့9ပွဲမှာဆိုလို့ရှိရင်4ပွဲထိအောင်နိုင်ထားတယ်ပြီးကြတော့2ပွဲတိတ်ရီကြာထားတယ်ပေါ့နော်2ပွဲတိတ်ရီကြာထားတယ်ထိတိုင်းတွေးဆုံခဲ့တဲ့အခြေအနေကိုသွားကြည့်မယ်ဆိုလို့ရှိရင်မန်စီးတီးကပေါ့နော်မန်စီးတီးကလုံးဝအသာကြီးစုစုပေါင်း17ပွဲဒီစုစုပေါင်းဒီဆောက်တတန်ကို17ပွဲထိအောင်နိုင်ထားတယ်2ပွဲတိတ်ရီကြာထားတယ်ပေါ့နော်ဝင်ပါလီဂိမ်းမှာကန်ရမယ်ဆိုတော့ဘယ်သူအိမ်ဝင်မှာတော့မဟုတ်ဘူးပေါ့နော်ဆီမီဖိုင်နယ်ဆိုတော့ဝင်ပါလီဂိမ်းမှာကန်ရမယ်ဒါကြောင့်မလို့မို့ပေါ့နော်ဒီမန်စီးတီးရဆိုလို့ရှိရင်ဒီညပေါ့နော်ဂိုးပြက်ကိုနိုင်ပါခင်ဗျာဒါကြောင့်မလို့မို့ကျွန်တော်ရှေဝေးသုံးသပ်နေရပါတယ်ဒီညမန်စီးတီးကိုပဲရွေးပေးလိုက်တယ်ပြီးကြတော့ဂိုးပေါင်းကတော့ကျွန်တော်ဂိုးပေါင်းကတော့3လုံးအရှုံးဆိုတော့ဂိုးပေါင်းအောက်ကိုပဲကြိုက်ပါတယ်ဂိုးပေါင်းအောက်ကိုပဲသွားမယ်ထင်တယ်ခင်ဗျဘာလို့3လုံးလောက်ပဲသွားမယ်ထင်တယ်ဒီတင်းနဲ့3လုံးပဲသွားမယ်ထင်တယ်ခင်ဗျသူတို့အများကြီးရှုမှတော့မဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်အောက်ကိုပဲရွေးပေးလိုက်ပါတယ်မန်စီးတီးဘော်ဒီနဲ့ဂိုးအောက်ကိုပဲရွေးပေးလိုက်ပါခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ